အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါလို့တော်ဒီနှုတ်ဆက်လိုက်ကြပြီလားခင်ဗျာကျွန်တော်ဒီနေ့ဘိုင်လေးရန်စာနေရတဲ့ Arica Metro Exit 2အနီးမှာရှိတဲ့ဆိုင်လေးဆိုင်ခေါ်တော့ပဲခင်ဗျာအရန်စစ်တက်ပါတယ်ခင်ဗျာလည်းကြည့်ကြပါဦး Off road လို့ခေါ်တဲ့ Hori ဆိုင်လေးပဲဖြစ်ပါတယ်ခင်ဗျာကြည့်ပါခင်ဗျာအခုဆိုရင်တော့ဆိုင်နဲ့ရောက်ပါပါပြီခင်ဗျာဒါကတော့ဒီနေ့ရနိုင်တဲ့ menu တွေဖြစ်ပါတယ်ခင်ဗျာဒီမှာကတော့ဈေးနှုန်းတွေကတော့သူကခင်းတစ်ပွဲနဲ့ဆိုလို့ရှိရင်30ပေါ့နော်ခင်း2မျိုးနဲ့ဆိုလို့ရှိရင်15ကျပ်စိုက်တာထဲဆိုလို့ရှိရင်တော့28 dirham တောက်တင်မှာဖြစ်ပါတယ်ဒါလေးကကင်းမုံလေးပါကင်းမုံလေးကျွန်တော်ထည့်မယ်ကျွန်တော်ဘိုက်စာနဲ့တော့ပဲပဇွန်လဲကျွန်တော်ထည့်မယ်ပြီးတော့တက်သားလဲကျွန်တော်ထည့်မယ်ပေါ့နော်စိုက်တာစားဘူးပေး28ကျပ်ပဲကြပါမယ်28 dirham မှာအားလေးထည့်မယ်ပေါ့နော်ပြီးလို့ရှိရင်ကနန်းလေးကျွန်တော်ထည့်အောင်မယ်လုံးဝကိုတန်တယ်ဗျာ28ကျပ်နဲ့ပေးရတဲ့ဟာနဲ့ရတဲ့လုံးဝ amazing ပဲဒါက buffet package ဖြစ်ပါတယ်တိုက်ကြထည့်လို့ရပါတယ်လောက်ပြဒါလေးကျွန်တော်ထပ်ခဏထည့်ထားလိုက်အောင်မယ်အော်ကျွန်တော်အရင်စိုက်တဲ့တာဇန်လေးလည်းကျွန်တော်ဒီမှာထည့်အောင်မယ်တာဇန်လေးလည်းကျွန်တော်ပါလို့ဖြစ်ပေါ့နော်ဒီဆိုင်မှာတော့ဘယ် package တွေယူပေါ့နော်30ပဲဖြစ်ဖြစ်15ကျပ်ပဲဖြစ်ကျွန်တော်လိုမျိုး28 dirham buffet ပဲဖြစ်ပေါ့နော်ပေးက unlimited ပါတယ်ခင်ဗျာအိုက်စာနေပြီးတော့စားရမယ်ခင်ဗျာဒါကတော့ buffet ပါ28 dirham ပဲကြောက်တဲ့နောက်ဖြစ်ပါတယ်ဒါပေမဲ့ဒီ buffet မဟုတ်ဘူးပေါ့နော်တခြား package တွေရှိပါသေးတယ်30 dirham package တွေရှိပါသေးတယ်ခင်ဗျာဒါလေးကတော့ hint တစ်မျိုးပေါ့နော် mini တိုင်းနဲ့တက်ရကျွန်တော်ဆက်ပြီးတော့ပြောရရင် mini တိုင်းနဲ့တက် hint တစ်မျိုးကို30ကျပ်ပါခင်ဗျာအရင်အောင်တန်တော်လေးပါခင်ဗျာဒါလေးကတော့15ကျပ်ပါခင်ဗျာ15ကျပ် package မှာပါလို့ရှိရင်သမင်းရယ်တစ်ခုရယ်ပြီးလို့ရှိရင် hint 2မျိုးနဲ့ပေါ့နော်15ကျပ်ပြပါတယ်ခင်ဗျာတိုက်တဲ့ hint 2မျိုးကိုယူလို့ရပါတယ်ရင်းပုံလေးကိုစားစားလိုက်ပါဦးခင်ဗျာဒါကြည့်ပါဦးဒီကကောင်းတယ်ဇွန်လေးပါဟုတ်ရဲ့တာဇန်လေးစားလိုက်ပါနော်ဘယ်လိုမှလဲမြန်မာပဇန်နဲ့လောမကိုင်းနေကြစံပြရဒီဖလပန်ဆန်ကတော့တကယ်မိုက်တယ်ကျွန်တော်ဆက်ပဲကနန်းလေးဆွဲမယ်ကနန်းမဆွဲခင်ဘုံလေးစားဆွဲလိုက်ကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါလားဆိုတော့တိန်နှန်းကန်းစီပါချောင်းတာပေါ့နော် really fresh အတော့အပြင်လုံးဝ fresh nice ခဏလေးဆွဲလိုက်ပါဦးမလိုက်ကတပတ်တမ်းမြောက်နောက်ဖက်မှာရတန်းတန်းလိုက်လေးစပြီးတော့ပါပြီခဏဆွဲမယ်ခဏကြီးရလဲကြီးပဲဒီဘာကခဏလေး Oh my god နော်တော့အေးအားရလာမရှိဘူးဗျသူ့ဘောကောင်းတယ်အလေးကတော့ညာရမြန်မာပစံနဲ့ကြိုက်တာကြက်မယ်အမေဆိုဒီဗျာအခုဒီမှာပုံမရယ်အတိတ်ထိတ်လို့ရသေးတယ်လုံးဝ28ကျပ်ကြာလုံးဝတန်တယ်ဗျာအမေဆိုကျွန်တော်ကပတ်စံမျိုးအရင်ရေးကြည့်ရရတာခက်လေကဲအများကြီးလက်ကြံနေတယ်ဖက်ဖက်အောင်မွေးလိုက်မယ်ဒီမှာတော့ဒီတောက်လိုက်ပါချက် nice နောက်တစ်မျိုး cheers စားပွဲဆိုတော့အချိုးပွဲတက်လိုက်ပါဦးမခင်ဗျာဒါလေးတွေကတစ်ခုကိုတစ်ချက်ပါတယ်ခင်ဗျာ1 dirham ကျွန်တော်ကဒီမှာပိုးဝူလိုက်လို့နော် hello give me this one how much 1 dirham to this one chicken skin how much chicken skin only 5 dirham one please and also egg how much 5 dirham 5 dirham egg 5 dirham chicken skin 1 dirham okay give it to me thank you wow that's amazing chicken skin also I did it ကဲအချိုးပွဲလေးစားစားပြီnice ကြည့်ရကုန်လေကျွန်တော်ကလူတစ်မျိုးပါအစားပင်အရင်အဲ့လိုရှောက်စားတာပြမလားလက်ဆက်တယ်ပြေးကြတယ်ဒါလေးကတက်ဦးလေသူဘိုးတော့မဟုတ်ပါဗျာမဲ့ကဲနောက်ဆုံးမအင်းတယ်လေကြည့်ရကုန်ကြလေနောက်ရောက်ဆုံးမစားလို့လုံးဝလည်းပြီးသွားပြီကဲထပ်မံပြီးတော့ဖိတ်ခေါ်ပြလိုက်ပါခင်ဗျာ Arica Metro Exit 2အနီးမှာရှိတဲ့ Grand Mario Hotel အရှိမရှိတဲ့ Hori Off Road Filipino Restaurant ဆိုင်လေးကိုလာစားကြပါလို့ဖိတ်ခေါ်ရင်းနဲ့အားလုံးကိုမိတ်ဆက်ရရင်အချင်းကျွန်တော်ကတော့ပါရုံဖြစ်ပါတယ်ခင်ဗျာ